အဲ့တော့အဲ့ဒီမှာရှိအသစ်ခေါ်ချခြင်းနဲ့ခေါ်ချလို့မရဘူးပေါ့နော်အဲ့တော့ရှိအသစ်ခေါ်ချခြင်းနဲ့ခေါ်ချလို့မရဘူးဘယ်လိုလုပ်ရမလဲဆိုရဲသူကဖြစ်ဖို့များတာဒီရှိကိုဒီလိုမျိုး plus မှာနှိပ်ပြီးတော့ခေါ်ချတဲ့အခါမှာခေါ်ချလို့မရတာအဲ့လိုဆိုရင်တော့ကိုယ့်ရဲ့ရှိကဒီမှာ password ပေးထားခဲ့လို့ဖြစ်လိမ့်မယ်အဲ့တော့အခုဆိုရင်တော့ဒီမှာရှိကိုအသစ်ခေါ်ချလိုက်တယ်ဒီမှာရှိအသစ်ထပ်ထွက်လာတယ်နော်အဲ့လိုရှိအသစ်ထပ်ထွက်လာတာမဟုတ်ဘဲနဲ့သူကဒီလိုမျိုးခေါ်ချလို့မရဘူးဆိုရင်တော့ဖြစ်နိုင်ခြေရှိတာဒီမှာ protect workbook ဒီမှာလေးဖြစ်နေလိမ့်မယ်အဲ့ဒါဆိုရင်တော့သူက password ပြီး protect လုပ်ထားလို့ protect လုပ်ထားရင်တော့ဒီ password ကိုပြန်ဖြည့်လိုက်မှာပဲရတော့မယ်နော်အဲ့အခုလောလောဆယ်ဆိုရင်ဒီ password ဒါလေးကို password ပေးလိုက်မယ် okay နောက်ထပ် password ထပ်ပေးတယ် okay အဲ့အခုဆိုရင် password ပေးထားတယ် file တစ်ခုအဲ့ဒီ file မှာဒီမှာ plus လေးကိုဒီမှာနှိပ်တယ် sheet တက်ခေါ်လို့မရလို့ဒီလိုပုံစံမျိုးဖြစ်တာအဲ့လိုပုံစံမျိုးဖြစ်တယ်ဆိုရင်တော့ဒီမှာ protect workbook မှာ click နှိပ်ပြီးတော့ password ပေးခဲ့တဲ့သူရဲ့ password ပြန်ထည့်ပြီးတော့သွားပေးရမယ်အဲ့လိုမှမဟုတ်လို့ဒီအောက်ခြေကရှိပါပြောင်းနေခဲ့တယ်ဆိုရင်တော့ file တွေကဒီအောက်မှာရှိတဲ့ more option ကိုထည့်နှိပ်option ကိုနှိပ်ပြီးဒီ bubble channel မှာနောက်ထပ် advanced ကိုထပ်ချမယ် advanced ထဲမှာအောက်ကိုပြေးပြေးချင်းရွှေ့သွားလိုက်ဒီအောက်မှာ display ဆိုတာလေးရှိတယ်နောက်ထပ် display ရဲ့အောက်ကိုဆက်ကြည့်ပြီး display option for this workbook မှာ show sheet တက်မှာအမှန်ချစ်ဖြုတ်ထားလိုက်ရင်ဖြုတ်ပြီး okay နဲ့ထွက်လိုက်မယ်နော်အဲ့လိုအမှန်ချစ်ဖြုတ်ထားခဲ့တယ်ဆိုရင်ဒီ sheet ဘာပျောက်သွားလိမ့်မယ်အခုဒီမှာတော့ sheet ဘာမြင်နေရတယ်ပေါ့နော်အဲ့တော့ sheet ဘာအမှန်ချစ်ဖြုတ်ပြီးတော့ okay နဲ့ထွက်လိုက်အဲ့ဆိုရင်တော့ sheet ဘာပျောက်သွားမယ်sheet ဘာပျောက်သွားရင် sheet ကအတိတ်ထပ်ခေါ်ထည့်ဖို့အတွက် sheet ဘာမမြင်ရတော့ဖြစ်သွားလိမ့်မယ်အဲ့တော့ပြန်ပြီးတော့ sheet ဘာခေါ်ထည့်မယ် file တွေက more option ကိုနှိပ်ပြီးရင် pivot channel က advanced ကိုထည့်ရွေးပေးရမယ် advanced ကိုရွေးပြီးရင် score ထည့်ရွှေ့ display ရဲ့အောက်မှာ display option for this workbook မှာအမှန်ချစ်ပြန်ထည့် okay နဲ့ထွက်လာတယ်အဲဆိုရင်အောက်မှာရှိထွက်လာပြီအဲ့ရှိတော့ထွက်လာပြီဒါပေမဲ့ရှိအသစ်ထွက်ခေါ်ဖို့အတွက် right click နှိပ်လိုက်တဲ့အချိန်မှာဒီမှာ insert မပေါ်ဘူးဒါမှမဟုတ် plus နှိပ်ရင်မပေါ်ဘူးဆိုရင်တော့ဒါ protect လုပ်ထားလို့အဲဆိုရင်တော့သူကဒီ protect workbook မှာနှိပ်ပြီးတော့ password ပေးပြီးတော့ password ဖြည့်လိုက်တော့မှပဲပြင်လို့ရသွားပါလိမ့်မယ်နော်အဲဆိုရင်တော့အဆင်ပြေမှာပါဒါလေးတော့ခု cancel နဲ့ပဲထွက်လိုက်တော့